အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Henry မရန်ရေနိုအောင်လို့ခေါ်ပါတယ်ကျွန်တော်ကတော့ဗမော်တသနာလာခဲ့တာပါဒါမှမဟုတ်ခုကကျတော့ဒီ Tambosco Selection ကျောင်းကနေလာရောက်ရှင်ပြိုင်တာပါကျွန်တော်ရှင်ပြိုင်မဲ့တဲ့ချင်းကတော့ Hallelujah လို့ခေါ်ပါတယ်They please the Lord, but you don't really care for music, do ya? When it goes like this, the fourth, the fifth, the minor falling, the major leaf, the barefoot king composing hallelujah, hallelujah. Your faith was strong, but you needed proof. You saw her bed in on the room. Your beauty and the moonlight overdrew ya. She tied you to a kitchen table. She broke your tongue and she cut your hair. And from your lips she drew the hallelujah. I've been here before. I've seen this room and I've walked this floor, and I used to live alone before I knew ya. And I've seen your flag gonna marvelous, and love is not the victory much. It's the cold and it's so broken. Hallelujah. When there was a time when you let me know what's really going on below, but now you never should we to me, do ya? But remember when I moved in you, and the holy doom was moving too, and every breath we drew was hallelujah. Hallelujah, 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 hallelujah. Hallelujah, hallelujah.
Hello Henry เนาะ ဟုတ်ပါတယ်ဗျာ ဒီတချင်းကလေအရန်နာမည်ကြီးတဲ့တချင်းเนาะအရန်ခက်တာတော့လည်းမဟုတ်ဘူးသိလားဒါပေမဲ့သားကလေ note လေးတွေလွဲနေတယ်เนาะနော်ဟာလေလုဟာလေလုယာအဲ့ note မပါဘူးဒါနည်းနည်းလွဲနေတယ်เนาะအဲ့တော့နောက်တစ်ခါပြန်ရမယ်ထင်တယ်เนาะဒါနည်းနည်းတချင်းအဲ့လိုမျိုး audition လုပ်လို့ရှိရင်လေ note တွေမှန်အောင်ဆိုရမယ်တဲ့လားအဓိကလေเนาะတချင်းကိုရှောက်ပြီးကိုယ်စိတ်နဲ့ကိုပြောင်းလို့မရဘူးသမီးเนาะဒါเนาะအဲ့တော့ဟိုဒီတစ်ခါတော့အန်တီ no ပဲပေးလိုက်ပါတယ်เนาะ sorry ပါဟုတ်ကဲ့မောင်လေးမင်္ဂလာပါနော် မင်္ဂလာပါပါ အခုပေါ့နော်ဘယ်လိုလဲဆိုတော့Annie Joyce ပြောသလိုပဲ notes တွေလည်းမမှန်တာလည်းပါတယ်ပြီးတော့နောက်တစ်ခုကမောင်လေးကဆိုထားတာအင်္ဂလိပ်သချင်းပေါ့နော်မြန်မာသချင်းကိုကြတော့ဘယ်လိုပြောကိုယ့်ဘာသာဆိုတော့မပီရင်တော့မှနားထောင်လို့ကောင်းတယ်အင်္ဂလိပ်သချင်းကြတော့နည်းနည်း challenge များတယ်ပြီးတော့နည်းနည်းဂရုပိုစိုက်ရတယ်ဟိုဘယ်လိုခေါ်မလဲ pronunciation ပေါ့အတန်ထွတ်ပေါ့နော်အတန်ထွတ်ကကြတော့ပွင့်လင်းပြောရမောင်လေးအရန်အားနေနေတယ်ဘာဖြစ်ဆိုတော့ဘာဆိုလို့ဆိုနေမှန်းကိုမသိဘူးဖြစ်နေတာဘယ်လိုခေါ်မလဲကွာ S တန်ပါမယ်နေရာလေးပါလဲ S တန်မကြားရဘူးပေါ့နော်အကုန်လုံးမောင်လေးကအပေါ်ကနေဖုံးပြီးတော့ဆိုသွားတာလုံးတာပေါ့ဝါးနေအကုန်လုံးကជីជីလင်းလင်းပြက်ပြက်သားသားတခုမှမကြားရဘူးဝါးနေတယ်ပြီးတော့ဆော့ပြောသူ notes တွေကလည်းတိတ်မဝင်ဘူးနောက်ဆုံးပြီးကန်နီးလောက်ကြာမှနှစ်ချောင်းသုံးချောင်းမှဝင်သွားတယ်ဆိုတော့အမတို့တချင်းဆိုရဲဆိုတာအရန်ဂရုစိုက်ရပါတယ်เนาะဒီတိုင်းပြီးစလွယ်လေးတချင်းလေးတစ်ပုတ်ပြီးသွားရင်ပြီးရောတချင်းလေးတန်စင်လေးကောင်းရင်ပြီးရောအဲ့လိုမရဘူးတချင်းကိုလည်းဟိုကအတိတ်ပဲပေါ်ပေးရတယ်เนาะအဲ့ဒါဆိုအဲ့ဒါလေးမောင်လေးလေးကျင်မအောင်เนาะအမအဲ့ဒါအရန်ကြံပေးချင်တာပါเนาะဟုတ်ကဲ့ဆိုတော့ဒီနေ့တော့အာနာစွာနဲ့ no ပါလို့ပြောပြစီเนาะမင်္ဂလာပါမောင်လေး မင်္ဂလာပါ မလေးလေးခုနနားထောင်ရင်းနဲ့ no ဖြစ်သွားလိုက် yes ဖြစ်သွားလိုက်နေမှာခဏခဏဖြစ်တယ်အဲ့ဒါမျိုးဒီမှာဘာလို့လဲဆိုတော့အစောပိုင်းနေမှာလိုအပ်ချက်ရှိပြီးနောက်ပိုင်းကျရင်ကောင်းသွားတယ်ပြီးတော့ပြန်ပြီးတော့လွဲသွားတယ်အဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အဲ့ဒါကိုယ့်ကိုယ်ဝေခွဲမရတာတခုနောက်တစ်ခုကကြတော့မောင်လေးက note ကိုမရောက်တာလားထွင်ဆိုတာလားလည်းမသိဘူးခုနကတော့စိတ်ထဲမှာ melody ကိုsecond note ကြီးလည်းဖြစ်သွားသေးတော့ဒါသူထွင်လိုက်တာပေါ့အဲ့လိုပဲထင်လိုက်တာပေါ့နော်ဒါပေမဲ့မောင်လေးထွင်တာဖြစ်ဘယ်လိုပဲဖြစ်ပေါ့နော်အရင်နာမည်ကြီးတဲ့ချင်းမျိုးကြတော့ဟိုနည်းနည်းတာဝန်ကြီးတာပေါ့နော်လူတွေကအဲ့ note လေးလာဖို့စောင့်နေတဲ့အချိန်မှာကိုကမပေးလိုက်တဲ့ခါကျတော့ပြိတ္တက satisfied မဖြစ်ဘူးပေါ့နော်ဟိုတခုခုလိုနေတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့မောင်လေးဆိုတတ်တယ်အတန်လေးကောင်းတယ်ဆိုတော့မတနာ chance တော့ပေးခြင်းတယ်ပေါ့နော်နည်းနည်းလေးတော့စူးစမ်းဖို့တော့အများကြီးလိုတယ်နော်ဟုတ်ကဲ့ဗျာမတနာကတော့ yes ပေးလိုက်ပါမယ်ကျေးဇူးပါ